28Daniel Congratulations Daniel ဆိုပြီးမှာ2026ဝင်းနာဖြစ်ပါတယ် ဒီပြိုင်ပွဲကိုစသိကြရတော့2025 Face of မြန်မာ2025ပွဲမြန်မာပွဲရောFace of Asia ပွဲရောတခြားလေးကြည့်ပြီးတော့လေးလာထားတယ်ဘယ်လို round တွေဘယ်လိုရှောက်တယ်အဲ့ဒီဟာကြည့်ပြီးတော့မှဒီပြိုင်ပွဲကိုဝင် join ဖြစ်တာပါခင်ဗျ လိုအပ်တဲ့အရာတွေအကုန်လုံးပြည့်စုံပြီးတော့ပေါ့နော်ကျွန်တော်သွားဖို့စီစဉ်ကိုယ့်မြန်မာရအောင်ကိုယ်ကြိုးစား အကောင်းဆုံးကြိုးစားပါမယ်အခု winner ရရဆိုတာလဲကျွန်တော်အားဖြင့်မဟုတ်ပဲနဲ့ဖျားရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်တဲ့ Congratulations ပါဗျာ Where you are my friend 28 Daniel winner of 2026 Face of Myanmar ဒီမှာနိုင်ရရှိသွားတဲ့လူကတော့ကိုရီးယားမှာတွားပြီးတော့ရှင်ပြိုင်ရမယ်ဆိုတော့1 တာပါတယ်ဆရာမကိုတိုင်အောင်လည်းကျေးဇူးများတင်ပါတယ် ရှင်ဆုံးနေတော့ဒီနေ့ဝင်ပြိုင်တဲ့ပြိုင်ပွဲဝင်နေအကုန်လုံးလည်းကျေးဇူးများတင်ပါတယ်တဲ့မြန်မာနိုင်ငံအတွက်ပြီးတော့ဒီပွဲအတွက်လည်းကျိုးစားစားနဲ့တက်တက်ကြွကြွနဲ့ဝင်ပြီးတော့ပါဝင်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်တဲ့ဒီနေ့ပြိုင်ပွဲမှာဝင်ပြိုင်တဲ့ကလေးတွေအတွက်ကလည်းစုမရခဲ့ပြီရှိတော့ဝင်တာမဖြစ်ခဲ့ပြီရှိတော့လည်းအားမလျှော့ပဲနဲ့ကောင်းဆုံးကြိုးစားနေကြပါတယ် CBT Scale Up Brand Ambassador Award on the stage to the winners of this year. Face of မြန်မာအာရှပေါ့ဒီကိုလာပြီးတော့အားပေးတယ်အားပေးပြီးတော့ကျွန်တော်တိုင်တယောက်အနေနဲ့လည်းဝင်ပါပေးမှာပါဒါကျွန်တော်ရဲ့ပထမဦးဆုံးတယောက်အခါအနေနဲ့တိုင်အနေနဲ့လုပ်ဖြစ်တာပေါ့ဒီမှာနိုင်ရရှိသွားတဲ့လူကတော့ကိုရီးယားမှာတွားပြီးတော့ရှင်ပြိုင်ရမယ်ဆိုတော့1 တာပါတယ်ဆရာမကိုတိုင်အောင်လည်းကျေးဇူးများတင်ပါတယ် 지금 선언 지금 참가한 ရှင်ဆုံးနေတော့ဒီနေ့ဝင်ပြိုင်တဲ့ပြိုင်ပွဲဝင်နေအကုန်လုံးလည်းကျေးဇူးများတင်ပါတယ်တဲ့မြန်မာနိုင်ငံအတွက်ပြီးတော့ဒီပွဲအတွက်လည်းကျိုးစားစားနဲ့တက်တက်ကြွကြွနဲ့ဝင်ပြီးတော့ပါဝင်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်တဲ့ဒီနေ့ပြိုင်ပွဲမှာဝင်ပြိုင်တဲ့ကလေးတွေအတွက်ကလည်းစုမရခဲ့ပြီရှိတော့ဝင်တာမဖြစ်ခဲ့ပြီရှိတော့လည်းအားမလျှော့ပဲနဲ့ကောင်းဆုံးကြိုးစားနေကြပါတယ်ဆက်ပါလေရော 앞으로도 이 행사에 미얀마 젊은이들이 앞으로 발전하고 성장하는 데 도움이 된다면 저희 이노그룹이 계속해서 후원할 것을 약속드립니다. 그래서 미얀마는 영업하고 있지 않지만은 ဒီတစ်ခေါက်ကပထမဦးဆုံးအနေနဲ့ဆီယာမလုပ်တဲ့ Face of မြန်မာမှာဝင်ပြီးတော့ပါဝင်ဖြစ်တာပါတဲ့ရန်ကုန်ရဲ့နေအခြေအနေကိုကြည့်ရမယ်ဆိုရင်အရင်တုန်းကကိုရီးယားရဲ့ရှင်ကျေးမှုတွေအရရောနေထားတွေအရရောအရန်တူတယ်ပေါ့နော် မြို့သားပြည်သူတွေရှင်နေလာပါမယ် ပြိုင်ပွဲဝင်28 Daniel Congratulations Daniel ကျွန်တော်ရဲ့ message 28 Daniel Face of Myanmar 2026ဝင်းနာဖြစ်ပါတယ် ဒီပြိုင်ပွဲကိုစသိကြရတော့2025 Face of မြန်မာ2025ပွဲမြန်မာပွဲရော Face of Asia ပွဲရောတခြားလေးကြည့်ပြီးတော့လေးလာထားတယ်ဘယ်လို round တွေဘယ်လိုရှောက်တယ်အဲ့ဒီဟာကြည့်ပြီးတော့မှဒီပြိုင်ပွဲကိုဝင် join ဖြစ်တာပါခင်ဗျ လိုအပ်တဲ့အရာတွေအကုန်လုံးပြည့်စုံပြီးတော့ပေါ့နော်ကျွန်တော်သွားဖို့စီစဉ်ကိုယ့်မြန်မာရအောင်ကိုယ်ကြိုးစား အကောင်းဆုံးကြိုးစားပါမယ်အခု winner ရရဆိုတာလဲကျွန်တော်အားဖြင့်မဟုတ်ပဲနဲ့ဖျားရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်တဲ့ Congratulations ပါဗျာ Where you are my friend 28
Daniel ကတော့ဘာလဲကြားပြရစီနော် Congratulations Daniel ဒီစင်ထားတာတွေကတော့ဒီ entertainment ဘက်ကပြောတာတွေကိုတေချာတော့မပြောရသေးဘူးပေါ့နော်ဒီအခုမှဝင်နိုင်ရတာဆိုတော့သူတို့ဘက်ကပြောတဲ့ဟာတွေတော့တေချာလေးလုပ်ပြီးတော့ပြင်ဆင်သွားပါမယ်အမ rules and regulation ရအားလုံးပြင်ဆင်ပြီးချလေးသွားပါ အခုလာမယ့် November 18မှာကျွန်တော်တို့သွားရမယ်ဆိုတော့ဒီ Face of Asia ပြိုင်ပွဲမှာလည်းအများကြီးစောင့်ကြည့်ပြီးတော့အများကြီးအားပေးကြပါအောင်ကျေးဇူးတင်ပါတယ် Mr. Pak Chongpei, CEO of TBT Skin Lab, to present TBT Skin Lab Brand Ambassador Award on the stage to the winners of this year.